နေတိုင်းပဲကျမစီကိုအချစ်စာလွားတွေနဲ့လက်ဆောင်တွေအများကြီးရောက်လာလိမ့်ရှိတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကတခုမှကျမအတွက်မဟုတ်ခဲ့ပါဘူး။အားလုံးကကျမရဲ့အကိုကြီးနဲ့အတွက်ပေါ့။ဘာလို့လဲဆိုတော့သူတို့ကအရန်ကိုရုပ်ချော်ကြလို့လေ။ကျောင်းကမင်္ဂလိတိုင်းကြီးပါသူတို့ကိုသဘောကျနေကြတာ။တရက်မှာတော့ကျမဟာမင်္ဂလိတယောက်စီကနေလက်ဆောင်တစ်ခုထပ်ပြီးရခဲ့ပြန်တယ်။အမြဲတမ်းကြုံတွေ့နေရတဲ့ဒီလိုအနောက်အရှက်တွေကိုအဆုံးသတ်ဖို့အတွက်ကျမရဲ့အကိုတွေရေးထားတဲ့ငင်းပဲ့စာတွေကိုထုတ်ပြလိုက်မိတယ်။ဒါပေမဲ့ဒါကအဲ့ဒီမင်္ဂလိတွေကိုပို့ပြီးဒေါသထွက်သွားစေလိမ့်မယ်လို့ကျမတခါမှမတွေးခဲ့မိလို့သူတို့ကဒီစာတွေကိုကျမကိုယ်တိုင်ပဲလုပ်ကြံရေးထားတာလို့ထင်သွားကြ။ကျမဘလောက်ပဲရှင်းပြသူတို့ကမယုံကြဘူး။ဒါကိုမြင်တော့ကျမလည်းအဲ့ဒီမင်္ဂလိတွေကတယောက်ရဲ့လက်ကိုဆွဲပြီးချက်ချင်းပဲထွက်ပြေးခဲ့တော့တယ်။ကျမရဲ့အကိုဒီကိုယ်တိုင်လူချင်းတွေ့ပြီးရှင်းပြခိုင်းမှုစိတ်ကူးထားတာပါ။ဒါပေမဲ့မတော်တဆခြေချော်ပြီးရေကန်လေးကိုပြုတ်သွားခဲ့တယ်။အတန်းပေါ်တွေအားလုံးကလည်းဝိုင်းကြည့်နေကြတာပေါ့။ကျမအရန်ရှက်ပြီးအရှက်တကွဲနဲ့ပြန်ထလာခဲ့ရတယ်။ပြီးတော့လူတွေအားလုံးရဲ့ရှိမှာပဲသူတို့ကိုရည်ရွယ်ချက်ရှိရှိတောင်းပန်လိုက်ပြီးခွင့်လွှတ်ဖို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲချက်ချင်းရောက်လာတဲ့ကျမရဲ့ဒုတိယအကိုကအချင်းလေးကိုအထင်လွဲသွားတော့တာပေါ့။ကျမတကိုယ်လုံးရေဆိုးရွှဲနေတာကိုမြင်တော့သူကသူ့ရဲ့အကြည့်ကိုချက်ချင်းချက်ပြီးကျမကိုတုပ်ပေးဖို့ကြိုးစားတယ်။ဒါပေမဲ့ကျမကစိတ်ပြက်လက်ပြက်နဲ့သူ့ကိုရှောင်ဖယ်လိုက်မိတယ်။အဲ့ဒီနောက်မှာတော့အကိုကြီးလည်းရောက်လာခဲ့တယ်။သူကကျမကိုမြင်ချင်းပဲတန်ရှင်းတဲ့အကြည့်တွေထုတ်ပြီးကျမရဲ့ပခုံးပေါ်ခြုံပေးခဲ့တယ်။ပြီးတော့ကျမလက်ကတန်းရကိုတတိထားမိသွားတဲ့အချိန်မှာအဲ့ဒီမင်္ဂလိတွေကိုဒေါသတကြီးနဲ့စိုက်ကြည့်လိုက်တာပေါ့။သူ့ရဲ့အကြည့်ကြောင့်ကြောက်လန့်သွားတဲ့မင်္ဂလိနှစ်ယောက်လည်းချက်ချင်းပဲထွက်ပြေးသွားကြတော့တယ်။သူတို့ထွက်ပြေးသွားတာကိုကြည့်ပြီးကျမလည်းကျေနပ်အားရစွာနဲ့ဖြုံးမိသွားတယ်။ဒုတိယအကိုကတော့သူတို့ရဲ့အစီအစဉ်ကကွက်တီပဲလို့ပြောနေခဲ့တာ။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အကိုကြီးကတော့ကျမတို့ဘာလို့ကြံစီထားလဲဆိုတာချက်ချင်းကြည့်မိသွားပြီးကျမတို့ကိုအဲ့ဒီနေရာကနေခေါ်ထုတ်သွားခဲ့တော့တယ်။အိမ်ပြန်ဘတ်ကားပေါ်မှာတော့ကျမပြုတ်သွားခဲ့တဲ့ရေပုတ်တွေကြောင့်အနမ်းကတော်တော်လေးစိုးနေခဲ့တယ်။ဘေးကလူတွေတိုးနဲ့ညင်းညူနေကြတာကိုကြားတော့အကိုတွေကကျမရှေ့ကနေကာကွယ်ပြီးမတ်တက်ရပ်ပြီးကြတယ်။သူတို့လုပ်ပေးနေတာတွေကိုကြည့်ပြီးကျမလည်းမရေပဲမနေနိုင်ခဲ့ပါဘူး။နောက်ဆုံးတော့ကျမတို့ဘတ်ကားပေါ်ကဆင်းပြီးအိမ်ကိုပဲပြေးပြန်ခဲ့ကြရတယ်။ဒီအရာတွေအားလုံးကကျမတို့ကလေးဘဝတုန်းကတွေကစတင်ခဲ့တာပါ။မမျော်လင့်ပဲဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကကျမတို့၃ယောက်ကိုစုံစည်းပေးခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့ကျမတို့ဟာတယောက်နဲ့တယောက်ပြေးချင်းရင်ပြီးအတူတူကြီးပြင်းလာခဲ့ကြတယ်။နောက်နေ့ကျောင်းရောက်တော့ကျမစီကိုဘယ်သူမှလာမရှာတော့ဘူး။အဲ့ဒီအချိန်မှာပဲကျမရဲ့အကိုကြီးကိုလမ်းနေလိုက်ရတယ်။ကျမလည်းသွားပြီးနှုတ်ဆက်ဖို့လုပ်တဲ့အချိန်မှာငွေချင်းကတားလိုက်တယ်။ဘာလို့လဲလို့မေးကြည့်မှသာကျမရဲ့အကိုကြီးဟာကျောင်းကအလားပါလေးနဲ့တွဲနေတယ်ဆိုတာကိုသိလိုက်ရတယ်။ဒီသတင်းကတော့ကျမအထက်ကလက်ခံဖို့ခက်ခဲလုံးလာတယ်။ကျောင်းစင်းချိန်မှာတော့ထုံးစံအတိုင်းသူ့ကိုမဆောင်တော့ပဲလက်ထွက်ပြီးတယောက်တည်းပြန်ခဲ့မိတယ်။တိတ်မကြခင်မှာပဲအကိုကြီးကကျမနောက်ကိုမိအောင်လိုက်လာခဲ့တယ်။ကျမကသူ့ကိုကျမတို့ကမိသားစုတွေပဲဟာအချစ်ကြီးကိုကျမကိုမဖုံးကွယ်သင့်ဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့ကျမရဲ့စကားတွေကသူ့ကိုပိုပြီးဒေါသထွက်သွားစေပုံရတယ်။သူကအေးဆက်ဆက်လေးတော့နဲ့ငါမင်းတို့ကိုတခါမှမိသားစုလို့မတတ်မှတ်ခဲ့ဘူးလို့ပြောခဲ့တယ်။သူ့ရဲ့ရုပ်တရက်ပြောင်းလဲသွားတဲ့သဘောထားကြောင့်ကျမဟာဘာမှမသိပဲလုံးဝကိုဝေခွဲမရချန်စီရတော့ပါတော့တယ်။